ငါမှာပိုင်ဆိုင်မှုတန်ဖိုးယွမ်ဘီလီယံ100ကျော်ရှိတယ်အရင်ကယောက်ျားတွေဟာငါအနားမှာခွေးတွေလိုဝိုင်းပြီးချီးမွမ်းနေကြတယ်ဒါပေမဲ့ဒီနေ့မှာတော့တာမန်လုတ်တင်တယောက်ကငါ့ကိုခြေအောက်နှင်းသွားခဲ့တယ်ရီဖန်မင်းကတကယ်ကိုထူးခြားတဲ့လူပဲခဏဆောင်ဦးရဟတ်ရင်ရောက်လာတဲ့ခါမင်းအခုလိုမာနာကြီးနေနိုင်သေးလားကြည့်ကြမယ်ငါဘာလုပ်ရမလဲအခုတော့စောင့်နေုံပဲပြန်ရောက်တဲ့အခါမင်းကိုသင်ခန်းစာကောင်းကောင်းပေးမယ်သမရတုမင်းကအခုတော့မျက်နှာမပြရဲတော့ဘူးလားအားတွေမဖြုံးနဲ့နေအောင်ကလည်းမကြခင်ပျောက်တော့မယ်တိတ်တိတ်နေညတကောင်အထိပဲတောင့်ခံထားလိုက်ကယ်ဆယ်ရေးရဟတ်ရင်လာရင်ဒီညပဲငါတို့ပြန်နိုင်မယ်ပြန်ရောက်သွားတာနဲ့ငါတို့ကအရင်လိုပဲလူတွေပေါ်မှာရှိနေအောင်မယ်ဟန်ဆောင်မနေပါနဲ့ခုနကမင်းရမ်းတော်နေတယ်လို့မဟုတ်ဘူးလားလူတွေကဘလို့ဒီလောက်ရက်ဆက်နိုင်တာလဲဒီမိုက်မဲတဲ့မိန်းမဒီလိုဖြစ်သွားတာငါကြောင့်ပဲအားလုံးကြည့်ကြအရှက်မရှိတဲ့ကောင်ရောက်လာပြီရီဖန်မင်းကအခြေအနေကိုအသုံးချပြီးလူတွေကိုထိခိုက်အောင်လုပ်နေတာပဲပြန်ရောက်ရင်ရဲကိုတိုင်မယ်နည်းနည်းပဲတောက်ပါနည်းနည်းစီတောက်လိုက်ရီဖန်မင်းနိုးနေလားနိုးနေရင်ရေနည်းနည်းတောက်လိုက်ဒီရေဘူးကိုငါအကျွေးပြန်ဆက်တယ်လို့သဘောထားလိုက်ဖြည်းဖြည်းတောက်ကျေးဇူးတင်ပါတယ်ရီဖန်တကယ်တော့ခုနကမင်းသမရတုကိုဒီလောက်ထိမစော်ကားတင်ဘူးဘာကိုဆိုလိုတာလဲသမရတုကကုမ္ပဏီရဲ့အကြီးအကဲလေဒီညကယ်ဆယ်ရေးရဟတ်ရင်ရောက်လာရင်သူမကပထမဆုံးတက်သွားမှတေးချတယ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီးအားလုံးပေါင်းပြီးမင်းတယောက်တည်းကိုဒီလူမနေတဲ့ကျုံးပေါ်မှာထားခဲ့ရင်မင်းဘာလုပ်မလဲရီဖန်ကိုကြည့်ပြီးအဲ့ဒီလူကဆက်ပြောလိုက်တယ်ငါပြောတာမှားလို့လားအဝိစားတွေဝတ်ပြီးပြန်သွားလိုက်ရီဖန်ကအေးအေးဆေးဆေးပြန်ပြောလိုက်တယ်မလိုဘူးပြန်ရောက်တဲ့အခါသမရတုကိုပြောလိုက်ငါကမကောင်းတဲ့ရည်ရွယ်ချက်ရှိလို့မင်းကိုဒီကိုအတင်းခေါ်လာတယ်လို့ပြောလိုက်သူမရဲ့စိတ်နေစိတ်ထားအရာသူမကမင်းကိုအပြစ်တင်မှာမဟုတ်ဘူးတောင်မှမင်းကိုနှစ်သိမ့်ပေးဖို့လူလွတ်ပေးအောင်မယ်ရီဖန်တိတ်ဆန်းရီဖန်ကရုတ်တရက်ကောင်းကင်ဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်ကောင်းကင်ကိုကြည့်အဲ့ဒါဘာလဲအဲ့ဒါတန်လိုက်ဆက်ကွင်းပုံမှန်မဟုတ်တဲ့ဖြစ်စဉ်ပဲဒီပင်လယ်နယ်မြေရဲ့တန်လိုက်ဆက်ကွင်းကလုံးဝရှုပ်ထွေးနေတယ်တန်လိုက်အိမ်မြောင်တောင်အလုံးမလုပ်ဘူးရေဒီယိုအချက်ပြမှုတွေသမရတုရဲ့လက်ထဲကဂျိုဒူဖုန်းတောင်အသုံးမဝင်ဘူးဒီနေရာမှာရှိတာက apps မပါတဲ့တန်ပုံမှိုက်တပုံပဲရဟတ်ရင်ဘယ်တော့မှရောက်လာမှာမဟုတ်ဘူးငါတို့ပြန်လို့မရတော့ဘူးတန်လိုက်ဆက်ကွင်းရှုပ်ထွေးနေတာလားဘလို့ဖြစ်နိုင်မှာလဲသမရတုရဲ့ဂျိုဒူဖုန်းကအကောင်းဆုံးအမျိုးအစားပဲလူမနေတဲ့နေရာတွေမှာတော့အချက်ပြမပြတ်ဘူးလို့ကြော်ညာထားတာရီဖန်ကအေးဆက်စွာပြန်ပြောလိုက်တယ်အချက်ပြမပြတ်ဘူးလေလားဒါဆိုတန်ချိန်1000ရှိတဲ့ရွက်လေကြီးကဘာကြောင့်သတိမပေးပဲလမ်းလွဲသွားတာလဲမီတာ100မြင့်တဲ့ဆူနာမီလိုင်းကြီးကဘာကြောင့်မိုးလေဝသသတိပေးချက်မရှိတာလဲအကြောင်းရင်းကဒီနေရာကဂျိုဒုမြေပုံထဲမှာတော့မရှိလို့ပဲအပေါ်ကိုကြည့်ပြီးတေချာကြည့်နေဝင်နေတယ်ဆိုတာတကယ်လားအဲ့ဒီဘက်ကတကယ်အနောက်ဘက်လားဒီလိုအကျိုးမရှိတဲ့နေရာမှာဥတီယာတောင်ပြောင်းပြန်ဖြစ်နေတယ်တန်လိုက်အိမ်မြောင်ကိုစက်ကူဖိတဲ့အရာဖြစ်သုံးတာကပိုကောင်းအောင်မယ်မင်းကအခုထိဂျိုဒုအချက်ပြမှုရမယ်လို့မျှော်လင့်နေသေးတာလားငါတို့ပြန်လို့မရတော့ဘူးငါတို့တကယ်ဒီနေရာမှာတည်တော့မှာလားမိန်းကလေးကမျက်ရည်တွေနဲ့မေးလိုက်တယ်ရီဖန်ကအေးဆက်စွာပြန်ပြောလိုက်တယ်ငိုနေုံနဲ့အကူညီရမယ်ဆိုရင်ဒီမှာထိုင်ပြီးငိုနေလိုက်ဒါယူထားအခုညနေ9 နာရီလောက်ပဲရှိသေးတယ်အများဆုံး3 နာရီလောက်ပဲကြံတော့တယ်ပြီးရင်လုံးဝမှောင်သွားလိမ့်မယ်အောက်ဘက်ကလူတွေကတော့ရဟတ်ရင်လာမယ်လို့အိမ်မက်မက်နေတော့မယ်ညတကောင်ကြော်သွားရင်အလွန်အမင်းစာလောင်မှုနဲ့စိတ်ပြတ်အားငယ်မှုတွေကသူတို့ကိုတကယ်သားရဲတွေဖြစ်သွားစေမယ်အဲ့ဒီအချိန်ကြရင်မင်းကသူတို့မျက်လုံးထဲမှာအလိုချင်ဆုံးသားကောင်ဖြစ်လာလိမ့်မယ်ငါအပြင်ထွက်ပြီးအသုံးဝင်တာတွေရှာမယ်တယောက်ယောက်ဒီကိုခိုးဝင်လာရင်သူတို့ရဲ့အားနည်းတဲ့နေရာကိုဓာတ်ရိုက်ချိန်ထားသူတို့အများကြီးဝိုင်းလာရင်ဘယ်လိုလုပ်မလဲငါမလုပ်ရဲဘူး
ဒါဆိုသူတို့လက်ထဲအရာအလုံးဆုံးရှုံးပြီးခံလိုက်ရုံပဲဒီနေရာကလူမနေတဲ့ကျုံပဲဒီမှာရှိတာအသက်ရှင်ခြင်းနဲ့တေဆုံးခြင်းပဲရွေးချယ်တာမင်းကိုယ်တိုင်ပဲအပြက်အစည်းတွေကြားမှာအစင်းမြင့်အလောက်ကန်ရှာဖွေဆက်ရဲ့အတိပေးချက်ကစက်တိုက်လင်းလာခဲ့တယ်ကောင်းလိုက်တာဒီတစ်ခါတော့ကန်ကောင်းသွားပြီဒီလိုကယ်လိုရီများတဲ့အစားအစာကဒီနေရဲကျုံမှာအသက်ရှင်ဖို့အရေးကြီးဆုံးအရာပဲဒါအပြင်ရှေးဦးသူနာပြုအိတ်လည်းရှိတယ်ဒီကျုံပေါ်မှာရွှေထက်တောင်တန်မိုးရှိတယ်ဒီစစ်သုံးကော်ပြားကလည်းရှင်တန်ရဲ့အတွက်အထူးကိရိယာတစ်ခုဖြစ်နေတယ်၆တွေ့တဲ့တစ်သားတွေစုဆောင်းပြီးရေနဲ့လဲလို့ရတယ်၆တွေ့တဲ့တစ်သားကိုရေနဲ့လဲလို့ရတာလားမဖြစ်နိုင်ဘူးငါကပိုင်ဆိုင်မှုယွန်ဘီလီယံ100ရှိတဲ့စီးပွားရေးဘုရင်မှာပဲအစင်းနှိမ့်တဲ့လူတစ်ယောက်ရှိမှဘာကြောင့်ခေါင်းငုံရမှာလဲညတကောင်အထိပဲရှင်တန်ထားမယ်ကယ်ဆယ်ရေးလာရင်သူ့ကိုဒူးထောက်ပြီးတောင်းပန်အောင်လုပ်မယ်မန်နေဂျာငါရေအရမ်းစားတယ်မင်းထင်တာငါမစားဘူးလားတေးချင်ရင်ငါရှိကနေထွက်သွားညတကောင်မှအေးမြတဲ့လေတိုက်လာတဲ့အခါကိုအရမ်းမြင့်တယ်လို့ထင်နေတဲ့လူတွေဒီကျုံးပေါ်မှာသူတို့ဂုံယူနေတဲ့အဆင့်တန်းတွေကကနန်းတကောင်တောင်မတန်ဘူးဆိုတာနားလည်လာကြလိမ့်မယ်ရေဆိုခန့်အလုံးပိတ်စနစ်ကပင်လယ်ရေကိုအပြည့်အဝတားဆီးပေးထားပြီးအထက်ကပစ္စည်းတွေကိုလုံးဝခြောက်သွင်းနေစေခဲ့တယ်ဒါကအကျန်းခံတစ်တာတစ်လုံးပေးတဲ့ယုံကြည်ချက်လားနောက်ဆုံးအနေနဲ့ကိုကာကွယ်ဖို့ပစ္စည်းတွေဒါကမြေတူးဖို့အမိုးအကာဆောက်ဖို့တာမကလူတစ်ယောက်ရဲ့ခေါင်းကိုယ်တောင်ဖျဲသီးလိသလိုလွယ်လွယ်ကူကူခွဲနိုင်တယ်မီတာ30လောက်အထူရှိတဲ့တစ်ပင်ကြီးတစ်ပင်ကိုမျက်စိတမိတ်အတွင်းဖျက်ချလိုက်နိုင်ခဲ့တယ်ဒါဘာကော်ပြားမျိုးလဲဒါကရိုးရိုးကော်ပြားမဟုတ်ဘူးဖျဲသီးဖြက်စီးတဲ့နက်လက်နက်တစ်ခုပဲအဲ့ဒီအချိန်မှာအပူချိန်ကရုတ်တရက်ပြောင်းလဲလာတယ်နေကပင်လယ်ပြင်ပေါ်မှာတဝက်လောက်မပြောက်သေးပဲရှိနေတော့မယ်ဒါပေမဲ့ဒီလူမနေတဲ့ကျုံရဲ့အပူချိန်ကတော့မယုံနိုင်လောက်အောင်ပြောင်းလဲနေတယ်ပင်လယ်နက်ထဲကအေးဆက်တဲ့လေတွေကအယိုးထဲအထိစိတ်ဝင်လာသလိုခံစားရတယ်ကမ်းခြေတစ်ဖက်မှာတော့မိန်ဖြော့နေတဲ့မိကိုကနှင်းလိုပါလွှာနေတယ်မကောင်းတော့ဘူးငါမခံနိုင်တော့ဘူးတေးချင်းအောင်ဆောင်နေတာရက်လိုက်အမောင်မကြခင်ရေရှာဖို့ထပြီးသွားတောအဆက်နားမှာအုံသီးတွေရှိလောက်တယ်အသက်ရှင်ခြင်းတဲ့စိတ်ကတခါတရံမှာအရာအလုံးထက်ပိုအသုံးဝင်တတ်တယ်အဲ့ဒီတစ်ပင်ကိုမြန်ကြည့်တကယ်ပဲတစ်ပင်အောက်ခြေမှာအုံသီး9လုံး10လုံးလောက်ပြန့်ကျဲနေတယ်ကွန်ကဝမ်းသာသွားတယ်ဒါပေမဲ့သူ့ရဲ့ဝမ်းသာမှုက3စက္ကန့်ပဲကြာခဲ့တယ်အပြင်ခွန်ကအယမ်းမာလွန်းတယ်ငါတို့မှာတန်တဆတောင်မရှိဘူးဒါကိုဘာနဲ့ခွဲမလဲကြောက်တုံးနဲ့ရိုက်ဖွင့်မယ်ဖွင့်ပြီငါဖွင့်နိုင်ပြီအုံသီးကိုဖောက်လိုက်တဲ့အချိန်မှာအနံ့ဆိုးကြီးတစ်ခုချက်ချင်းထွက်လာတယ်ဒီအနံ့ကရေဆိုးမြောင်းထဲမှာငါးသေးတွေရက်ပေါင်း80လောက်ပုံနေတယ်လို့ပဲဒါကတကယ်အုံးရည်လားမင်းတို့ကငါတို့ကိုတတ်ဖို့ကြံနေတာလားရေရမယ့်အစားအသက်အန္တရာယ်တောင်ဖြစ်သွားခဲ့တယ်အေးဆက်တဲ့လေကဓားလိုဖြတ်တောက်နေတယ်တစ်ချိန်ကယဉ်ကျေးတဲ့လူအဖွဲ့အစည်းမှာအာဏာရှိခဲ့တဲ့လူ9ယောက်ဟာအခုတော့လမ်းဘေးခွေးတွေလိုဖြစ်နေကြပြီဒီကိုမလာနဲ့ငါပါရှာဖွေရေးအချက်ပြမှုမရရှိနိုင်ပါအရင်ကအသားကောင်းစားပြီးဝိုင်တောက်နေကြလူမှုအထက်တန်းစားတွေဒီညကိုတော့မကြော်နိုင်တော့ဘူးအလေးချိန်ကမတူဘူးအရင်ကပုတ်နေတဲ့အုံသီးကပေါ်ပါနေခဲ့ပေမဲ့ဒီတလုံးကတော့အရန်လေးနေတယ်ဒါကတကယ်အရေးသွေးကောင်းတဲ့အုံသီးပဲကျိုးဟောင်မင်းအားလုံးကိုကိုယ်တိုင်ယူထားဖို့ကြံနေတာလားဒီနေရာရဲ့စီးမြင်ကိုမင်းမသိဘူးလားအကိုကွမ်းငါအတွက်တငုံလောက်ခြံထားပေးပါမင်းအတွက်ဘာခြံထားရမှာလဲပါဇက်ပိတ်ထားဒီအုံသီးကိုငါရှာတွေ့တာမင်းနဲ့လုံးဝမဆိုင်ဘူးကုမ္ပဏီပြန်ရောက်တဲ့အခါမင်းတိုင်ရဲတိုင်ကြည့်မင်းကိုဖျက်ဆီးပစ်မယ်ကယ်ဆယ်ရေးကည12နာရီမှာရောက်လာမှာတေးချတယ်ငါခန္ဓာကိုယ်ကမခံနိုင်တော့ဘူးတထေးငါတွေ့ပြီဒီအမှောင်ထဲမှာဒီတော့အုပ်ထဲကိုနိုင်ဝက်ကြော်ရှာခဲ့ရတယ်ဒါပေမဲ့တငုံတောင်မတောက်ခဲ့ဘူးအားလုံးတထေးအတွက်ပါတထေး
ငါ့ကိုတငုံလောက်တောက်ခွင့်ပေးပါတငုံပဲကုန်သွားပြီဟွမ်ရှွန်မင်းကအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်ကုမ္ပဏီကအရေးချင်းရှိတဲ့လူတွေကိုဘယ်တော့မှမလစ်လူရှုဘူးဒီညကယ်ဆယ်ရေးအဖွဲ့ဆင်းလာပြီးကျန်းချန်ကိုပြန်ရောက်တဲ့အခါအယောင်ဒါရိုက်တာယာဒူးကိုမင်းရမယ်ဒါအပြင်ရွမ်9သိန်းစုကြေးပေးမယ်ကျေးဇူးတင်ပါတယ်တထေးဒီကနေစပြီးဟွမ်ရှွန်ရဲ့အသက်ကတထေးအတွက်ပါမိဖို့ပစ္စည်းတွေတွားရှာကြ၆တွေ့တဲ့တစ်သားတွေဒါမှမဟုတ်မိဘထွက်နိုင်တဲ့ကြောက်တွေရှာလာသမရတုကအားလုံးကိုအမိန့်ပေးလိုက်တယ်ဒါပေမဲ့အမှောင်ထဲမှာ၆တွေ့တဲ့တစ်သားတစ်ချောင်းတောင်ရှာမတွေ့နိုင်ခဲ့ကြဘူးလူတိုင်းကဒီလိုအခြေအနေမှာဘလို့မိဖို့ရမလဲဆိုပြီးစိတ်ပြက်နေကြချိန်မှာရီဖန်ကတည်ငြိမ်စွာပြောလိုက်တယ်ငါမိဖို့နိုင်တယ်သူ့စကားကြောင့်လူတိုင်းအံ့ဩသွားကြတယ်ရီဖန်ကဆက်ပြောလိုက်တယ်ဒီကမ်းခြေပေါ်မှာမိဖို့နိုင်တဲ့သူကိုကုမ္ပဏီပြန်ရောက်တာနဲ့ငွေသားယွမ်8သိန်းချက်ချင်းပေးမယ်အဲ့ဒီအချိန်မှာကွန်ကဓမီတစ်လက်ရှာတွေ့လာပြီးအားလုံးကိုလမ်းပြဖို့အသုံးပြုနိုင်တယ်လို့ပြောလိုက်တယ်ဒါပေမဲ့ကွန်ကဒေါသထွက်ပြီးဓမီကဘာသုံးဝင်မှလဲဓမီနဲ့မိဖို့လို့ရလားနှွေးအောင်လုပ်ပေးနိုင်လားလို့ပြန်ပြောလိုက်တယ်ရွမ်8သိန်းဆိုတဲ့စုကြီးကြောင့်လူတိုင်းကမိဖို့အားကျိုးမှန်တဲ့စူးစမ်းကြတယ်သူတို့ကရှေးခေတ်လူတွေလိုတစ်သားကိုလှည့်ပြီးမိဖို့စူးစမ်းခဲ့ကြပေမဲ့အကြိမ်ကြိမ်မအောင်မြင်ခဲ့ကြဘူးနီးပြီးမိခိုးထွက်ပြီလားလို့မျှော်လင့်နေကြပေမဲ့နောက်ဆုံးမှာမိခိုးလုံးဝမထွက်လာခဲ့ဘူးစစ်ဆေးကြည့်တဲ့အခါတစ်တုံးတွေကအပြင်ဘက်မှာခြောက်နေတယ်လို့မြင်ရပေမဲ့အတွင်းမှာပင်လယ်စားရည်စိတ်ဝင်နေတာကြောင့်မိဖို့မဖြစ်နိုင်ကြောင်းသိလိုက်ရတယ်အဲ့ဒီအချိန်မှာအားလုံးမျှော်လင့်ချက်ပျောက်ဆုံးသွားပြီပြီးပြီအားလုံးပြီးသွားပြီမီးမဖိုနိုင်တော့ဘူးလို့စိတ်ပြက်သွားကြတယ်ယွမ်5သိန်းလားငါယွမ်5သိန်းပေးမယ်ဘသူမီးဖိုနိုင်ရင်ဒီပတ်စံကသူ့အတွက်ပဲတမရတူကစိတ်မရှိစွာပြောလိုက်တယ်အဲ့ဒီအချိန်မှာရီဖန်ကသူ့မှာမီးဖိုနိုင်တဲ့နည်းရှိတယ်လို့ပြောလိုက်တယ်ဒါပေမဲ့တခြားသူတွေကလက်တွေပုံးတဲ့အထိစူးစမ်းခဲ့ပေမဲ့မီးပွားတော်မထွက်ခဲ့တာကြောင့်ရီဖန်ရဲ့စကားကိုမယုံကြည်ပဲလှောင်ပြောင်ခဲ့ကြတယ်ရီဖန်ကအေးအေးဆေးဆေးနဲ့ရိုးရာနီးတိုင်းတစ်သားပုတ်ပြီးမီးဖို့ဆိုရင်အလွန်ခြောက်သွေ့တဲ့ပစ္စည်းနဲ့အလွန်မြန်တဲ့လက်အားလိုအပ်ကြောင်းရှင်းပြလိုက်တယ်အခုလိုအားရင်ကုန်ဆုံးနေတဲ့အခြေအနေမှာတော့ဒီနီးနဲ့မီးဖို့နိုင်ဖို့ကလုံးဝမဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်ရီဖန်ကမီးရဖို့ဆိုရင်ကာဗွန်မြင့်တန်ပနီနဲ့မီးကြောက်လိုအပ်ပြီးကြောက်တုံးနှစ်တုံးကိုပို့ယုံနဲ့တော့လက်ပဲပွန်းသွားမယ်မီးတော့မရနိုင်ဘူးလို့ဆက်ရှင်းပြလိုက်တယ်တမရတူကရီဖန်ကိုမင်းတကယ်မီးဖို့နိုင်ရင်ယွမ်5သိန်းပေးမယ်လို့ကတိပေးလိုက်တယ်ဒါပေမဲ့ရီဖန်ကယွမ်5သိန်းနဲ့မလုံလောက်ဘူးယွမ်2တန်းပေးရမယ်လို့တောင်းဆိုလိုက်တယ်အဲ့ဒီစကားကြောင့်လူတိုင်းအံ့ဩသွားပြီးရီဖန်ကတမရတူကိုအခွင့်ကောင်းယူနေတာလို့ဆွဆွဲကချင်းချောက်ခဲ့ကြတယ်တို့ပေမဲ့တမရတုကအားလုံးကိုတားလိုက်ပြီးရီဖန်သာမိဖို့နိုင်ရင်လေရင်နဲ့ပြန်ရောက်တဲ့အခါယွမ်2တန်းကိုတပြားမှမလျှော့ပဲပေးမယ်လို့သဘောတူလိုက်တယ်။အဲ့ဒီနောက်ရီဖန်ကလက်နှိပ်တက်မီကိုယူလာပေးဖို့တောင်းလိုက်တယ်။မင်းတို့ဘာလုပ်နေတာလဲ။ဒါကငါတို့မှရှိတဲ့တခုတည်းသောအလင်းရောင်ပဲ။ရီဖန်ကမေးလိုက်တယ်။ဘသူမှပီကေဒါမှမဟုတ်စစ်လိပ်ဖူးရှိလဲ။အတွင်းမှာအလူမီနီယံအလွှာပါတဲ့အမျိုးအစားအဲ့ဒီအချိန်မှာလူတစ်ယောက်ကသူ့အိတ်ကက်ထဲမှာရှိတယ်လို့ပြောလိုက်တယ်။ရီဖန်ကအဲ့ဒီပစ္စည်းကိုယူပြီးစမ်းသပ်လိုက်တယ်။ခဏအကြာမှာမီးပွားလေးတစ်ခုထွက်လာပြီးမီးစတင်လောင်ကျွမ်းသွားတယ်။ဝိုးမီးလောင်ပြီးတကယ်မီးလောင်ပြီးအားလုံးအံ့အားသင့်ဝမ်းသာသွားကြပြီးရီဖန်ရဲ့စွမ်းရည်ကိုချီးကျူးခဲ့ကြတယ်။မီးရပြီးမကြခင်မှာလူတစ်ယောက်ကရီဖန်သားစားနေတာကိုမြင်လိုက်တယ်။စာလုံးနေတဲ့လူတချို့ကအသားနည်းနည်းလောက်ဝေမျှပေးဖို့တောင်းဆိုကြပေမဲ့တခြားသူတွေကရီဖန်ကိုမနှောက်ယှက်ဖို့တားမြစ်လိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့ရီဖန်ရဲ့အင်အားကိုဘယ်သူမှမရှင်နိုင်တာကိုသိထားကြလို့ပဲ။အဲ့ဒီအချိန်မှာတမရတုကလူတိုင်းကိုစိတ်မထိတ်လန့်ဖို့ပြောလိုက်ပြီးကယ်ဆယ်ရေးအဖွဲ့ကည12နာရီမတိုင်ခင်တေချာပေါက်ရောက်လာမယ်လို့အားပေးလိုက်တယ်။ရဟတ်ယာဉ်နဲ့ပြန်ရောက်တာနဲ့လူတိုင်းကိုရှန်ဟိုင်းမှာဧည့်ခံပြီးစိတ်ကြိုက်စားတောက်ခွင့်ပေးမယ်လို့လည်းကတိပေးလိုက်တယ်။ဝမ်ချုံအချိန်ဘယ်လောက်ရှိပြီလဲ။တမရစုကမေးလိုက်တယ်။ဝမ်ချုံကသူ့နာရီကိုကြည့်ပြီးပြောလိုက်တယ်။တမရစုငါနာရီပြတ်သွားပြီ။နာရီလက်တံတွေယူသွတ်တယ်လို့လဲနေတဲ့အချိန်မှာငါနာရီလည်းရက်သွားတယ်။အချိန်နောက်ပြန်သွားတဲ့အခါငါနာရီလည်းအတူတူဖြစ်သွားတယ်။ရီဖန်ကအေးဆက်စွာပြောလိုက်တယ်။ည12နာရီဆိုတာဒီကျုံးပုံမှာမရှိဘူး။ဒီနေရာမှာရှိတာကငါးကြီးကငါးငယ်ကိုစားတဲ့လောကပဲ
အချိန်ဘယ်လောက်ရှိပြီလဲတကယ်တော့အချိန်ကဘယ်လောက်လဲတယောက်ကစိုးရိမ်တကြီးပြောလိုက်တယ်နည်းနည်းလောက်ပဲထက်ခံထားပါရဟတ်ရင်တေချာပေါက်လာလိမ့်မယ်မိုးရေထဲထက်မိရင်ငါတကယ်အေးခဲတည်တော့မယ်အခုခံနေရတဲ့အခက်အခဲတွေကလူမှုဘဝမှာပုံမြင့်တဲ့နေရာတက်ဖို့ပေးဆက်ရတဲ့အရာပဲသမရစုရဲ့အိမ်ထဲကိုဝင်နိုင်ခဲ့ရင်ဒီအခက်အခဲကိုကျော်နိုင်ခဲ့ရင်ငါဘဝတစ်ခုလုံးပြောင်းလဲသွားမယ်ရဟတ်ရင်လာတဲ့အထိပဲခံထားလိုက်ဒါပေမဲ့ဘာလို့မရောက်သေးတာလဲဘလောက်တောင်ကြာသွားပြီလဲကယ်ဆယ်ရေးအဖွဲ့ပဲမှာလဲသမရစုမင်းကကယ်ဆယ်ရေးကည7နှစ်မတိုင်ခင်လာမယ်လို့မပြောခဲ့ဘူးလားငါထင်တာအခုမနက်8နာရီတောင်ရောက်နေပြီငါတို့ရဲ့အစားအစာက3ပုံ1ပုံပဲကျန်တော့တယ်ဒီထက်ပိုပြီးမစောင့်နိုင်တော့ဘူးဒီလူတွေအားလုံးအဆုံးသတ်သွားပြီသူတို့နောက်လိုက်ရင်ငါတို့လည်းရက်အနှဲငယ်ထက်ပိုမရှင်နိုင်ဘူးနှစ်ပေါင်းများစွာဖျော်ဖြေရေးလောကထဲမှာရုန်းကန်လာခဲ့ပြီးနောက်အသက်ရှင်ရေးရဲ့စီးမြင်တွေကိုငါကောင်းကောင်းနားလည်လာခဲ့တယ်ကိုကုံတိတ်ခါကိုစီကံလူငယ်ဘဝဒီအရာတွေကချမ်းသာတဲ့လူတွေသာပိုင်ဆိုင်ခွင့်ရှိတဲ့စိန်ခံပစ္စည်းတွေပဲဒီလိုအကျိုးမရှိတဲ့နေရာမှာအချိန်နဲ့နေရာတော့မမှန်တော့တဲ့ကျွန်းပေါ်မှာဘသူမှအရင်မြင့်ရှိလဲအဲ့ဒီလူကပဲဆုံးဖြတ်ခွင့်ရှိတယ်အခုဆိုမနက်9နာရီပဲရှိသေးတယ်ဒါပေမဲ့အထက်တန်းလွှာလို့ကိုထင်နေကြတဲ့ဒီလူတွေကလူမနေတဲ့ကျွန်းပေါ်ပထမညတော့မကြော်နိုင်သေးပဲတဝက်လောက်စိတ်ပြက်ပြိုလဲနေကြပြီပေါ်လာပြီးထွက်သွားရီဖန်စီကိုလူတယောက်လာပြီးတုံရင်ပြောလိုက်တယ်ရီဖန်ကအရန်အေးနေပြီတကယ်အေးခဲတော့မယ်ကျေးဇူးပြုပြီးခဏလောက်မီးနားမှာနှွေးခွင့်ပေးပါရီဖန်အောက်ဖက်မှာအရန်ကြောက်စရာကောင်းတယ်မင်းနားမှာပဲလုံခြုံတယ်ရီဖန်ကအေးဆက်စွာပြန်ပြောလိုက်တယ်လှမင်းမှာအခွင့်အရေးမရှိဘူးအဲ့ဒီလူကမျက်ရည်တွေနဲ့ဆက်ပြောလိုက်တယ်အောက်မှာတကယ်ကြောက်စရာကောင်းတယ်မင်းပြောသမျှအကုန်လုပ်ပေးမယ်ဘာမဆိုလုပ်ပေးမယ်အပြင်လောကမှာငါကနာမည်ကြီးမင်းသမီးတစ်ယောက်ဒါပေမဲ့ဒီနေရာမှာတော့မင်းငါ့ကိုကြိုက်တယ်လို့လုပ်လို့ရတယ်ရီဖန်တခါကငါပါဝင်တရုပ်ဆောင်ခဲ့တဲ့နှင်းမိန်မရုပ်ရှင်ကိုမင်းကြည့်ခဲ့တယ်မဟုတ်လားအခုတော့ငါ့ကိုအခွင့်အရေးတစ်ခုပဲပေးပါရီဖန်ကမေးလိုက်တယ်နေချင်တာလားဟုတ်တယ်ဒါဆိုမင်းရဲ့ရိုးသားမှုကိုပြပါ